မင်္ဂလာပါ PSID ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Photoshop မှာပုံပုံစပြင်တော့မယ်ဆိုရင်ပထမဆုံးသိထားရမယ့်တူက brightness and contrast ပါတခါတလေကိုယ်တိုင်ရိုက်ထားတဲ့ပုံကမှောင်နေတာမျိုးဒါမှမဟုတ်အရောင်တွေကမှိုင်းနေတာမျိုးflat ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိတတ်ပါတယ်အဲ့ဒါကိုစက္ကန့်ပိုင်းအတွင်းဘယ်လိုအတောက်ဝင်အောင်လုပ်မလဲဆိုတာဒီနေ့ဒီဗီဒီယိုမှာကြည့်လိုက်ရအောင်ဒီ panel မှာ slider နှစ်ခုပဲရှိပါတယ်brightness ရယ် contrast ရယ်ပေါ့နော်ဒီ brightness ဒါကတော့ပုံတစ်ပုံလုံးအလင်းအမှောင်ပိုင်းကိုထိန်းချုပ်ပေးတာပါဒါဘက်ကိုဆိုရင်ပုံကလင်းလာပြီးတော့ဒီဘက်ကိုဆိုရင်မှောင်သွားပါလိမ့်မယ်ဒါကြတော့ contrast ဒါကတော့အလင်းနဲ့အမှောင်ကြားကခြားနားချက်ကိုပြတာပါ contrast တင်လိုက်ရင်အလင်းပိုင်းကပိုလင်းလာပြီးတော့အမှောင်ပိုင်းကပိုမှောင်သွားပါတယ်ဒါကြောင့်ပုံကပိုပြီးတော့ကြွတက်လာတာပါဒီနေရာမှာ use legacy ဆိုတဲ့ချက်ပေါက်လေးကိုတွေ့ပါလိမ့်မယ်ဒါကိုတော့ကျွန်တော်သုံးဖို့အကြံမပေးပါဘူးဘာလို့လဲဆိုတော့သူကပုံရဲ့ detail တွေကိုပျက်စီးစေပြီးတော့အလင်းတွေကိုအတင်းဆွဲတင်လိုက်လို့ဖြစ်စေလို့ပါအခုနောက်ပိုင်း Photoshop မှာတော့ဒါကိုအမှန်မချစ်တဲ့နဲ့သုံးတာကပုံရဲ့သဘာဝကိုပိုထိန်းပေးနိုင်ပါတယ်ကျွန်တော်အမြဲတမ်းအကြံပေးချင်တာကတော့ image menu တွေကသွားမသုံးမဲနဲ့ adjustment layer အနေနဲ့သုံးဖို့ပါဘာလို့လဲဆိုတော့ adjustment layer နဲ့သုံးရင်ကိုလိုချင်တဲ့အချိန်မှာပြန်ပြင်လို့ရတယ်လို့ပုံရဲ့မူလ layer ကိုလည်းမထိခိုက်စေတဲ့အတွက်ပိုကောင်းပါတယ်အခုဒီပုံလေးကိုကြည့်အောင်ပုံကနည်းနည်းလေးမှိုင်းနေရနော်အဲ့တော့ဒီအလေးကို brightness ကိုနည်းနည်းလေးတင်လိုက်မယ်ပြီးရင် contrast ကိုတင်လိုက်တဲ့အခါမှာတော့တိမ်တွေရဲ့အနာတက်တွေအရေးတွေကပို့ပြီးတော့ထင်ရှားသွားတာကိုတွေ့ရမှာပါအခုဆိုရင်ပုံကအရင်ထက်အများကြီးပို့ပြီးတော့ဆွဲဆောင်မှုရှိသွားပါတယ်ဒါကတော့အခြေခံအကျဆုံး brightness and contrast အသုံးချနေပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်း Photoshop ရဲ့အခြား tool တွေအကြောင်းတစ်ခုချင်းစီရှင်းပြပေးသွားအောင်မှာမို့လို့ PSID ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ graphic design နဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်